ဒီနေ့တော့ Photoshop မှာအခုလိုမျိုးအင်ကြီးဒီဇိုင်းလေးတွေကိုတဘာဝကျကျနဲ့ဘယ်လိုပြောင်းလဲလို့ရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဒီလိုမျိုးဒီဇိုင်းလေးတွေလုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဓာတ်ပုံနှစ်ပုံလိုအပ်ပါတယ်တစ်ပုံကတော့အခုလိုမျိုး model ပုံရဲ့နောက်တစ်ပုံကတော့အင်ကြီးပေါ်မှာကိုပြောင်းနေတဲ့ဒီဇိုင်းပုံဖြစ်ပါတယ်အခုသင်ခန်းစာကိုလိုက်ပြီးတော့မှလေ့ကျင့်နေတဲ့သူတွေအတွက်ကျွန်တော်ပုံလေးတွေကိုပါတစ်ခါတည်းထည့်ပေးထားပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့သင်ခန်းစာလေးကိုစလိုက်ရအောင်အခုသင်ခန်းစာမှာတော့ကျွန်တော် Photoshop 2026ကိုသုံးထားပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်သူ့ရဲ့ original layer လေးကို Ctrl J နှိပ်ပြီးတော့မှ copy ပွားလိုက်ပါမယ်ဒါဆိုရင်ကျွန်တော် layer 1လေးရလာပြီအဲ့ layer 1လေးကိုကျွန်တော်နာမည်ပေးလိုက်ပါမယ် DRESS dress ဆိုပြီးပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ကဒီအင်ကြီးလေးကိုဒီဇိုင်းပြောင်းနေတာဖြစ်တဲ့အတွက်ဒီအင်ကြီးနေရာလေးကိုကွက်ပြီးတော့မှကျွန်တော် selection ပေးရပါမယ် selection ပေးတဲ့နေရာမှာဆိုလို့ရှိရင် selection tool တွေအများကြီးရှိပါတယ်အခုဒီမှာဆိုရင်တော့ကျွန်တော်က Photoshop 2026သုံးတဲ့အတွက်ကျွန်တော်မှာဆိုလို့ရှိရင် object selection tool ဆိုတဲ့ tool တစ်ခုရှိမယ်နောက် quick selection tool ဆိုတာလည်းရှိမယ် magic wand ဆိုတာရှိပါမယ်ဒီမှာဆိုရင်တော့ကျွန်တော်က object selection tool ကိုသုံးပါမယ်အကယ်၍ကိုယ့်ရဲ့ Photoshop ကဒီတဲ့ version နေနဲ့ဥပမာ CS version နေဆိုလို့ရှိရင်ကျွန်တော် magic wand tool ကိုလည်းသုံးလို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်း Photoshop 2021လို့ပါလို့ဆိုလို့ရှိရင်လည်းကျွန်တော် quick selection tool ကိုသုံးပြီးတော့မှလည်းကိုလိုချင်တဲ့ area လေးတွေကိုလိုက်ပြီးတော့မှ selection အခုလိုမျိုးလိုက်မှတ်လို့ရပါတယ်ဒီနည်းနဲ့လည်းမှတ်လို့ရပါတယ်ဒီမှာတော့ကျွန်တော်ကဒီ object selection လေးကိုကျွန်တော်သုံးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော် selection ပေးထားတာလေးကို control D နဲ့ deselect လုပ်လိုက်မယ်ပြီးတော့မှကျွန်တော် object selection tool လေးကိုကျွန်တော်ရွေးလိုက်ပါမယ်ဘာကြောင့်လဲဆိုတော့ version အသစ်မှာပါတဲ့နည်းပညာအသစ်တွေကိုလည်းကျွန်တော်တို့ကသုံးဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အခု object selection tool လေးကိုရွေးလိုက်မယ်ရွေးပြီးရရင်ဒီပေါ်မှာ select people ဆိုတာရှိပါတယ် select people ရဲ့ဘေးဟာဒီ y လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်သူကဒီပုံထဲမှာရှိနေတဲ့လူရဲ့အစိတ်ပိုင်းတွေကိုသူက AI နဲ့ရှာဖွေနေပြီဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ခဏလေးစောင့်ပေးပါမယ်အခုလိုမျိုးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ select people ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ဓာတ်ပုံထဲမှာရှိနေတဲ့လူပုံလေးပေါ်လာပါပြီဒီပုံလေးကိုကျွန်တော် click တစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာသူ့ရဲ့အစိတ်ပိုင်းတွေခန္ဓာကိုယ်အစိတ်ပိုင်းတွေကျွန်တော်အကုန်လုံးခုချင်းစီကိုသူက selection ပေးလို့ရပါတယ်ဒီမှာဆိုရင်တော့ကျွန်တော် dress ဆိုတာလေးကိုပေးလိုက်ပါမယ်ဒါလေးကိုနှိပ်လိုက်ပြီးရင်ကျွန်တော် apply လုပ်လိုက်ပါမယ်ဒါဆိုရင် dress ကိုရွေးထားရဆိုလို့ရှိရင်သူ့ရဲ့အင်ဂျီနေရာလေးမှာပဲကွက်ပြီးတော့နီနေရာကိုတွေ့ရပါလိမ့်မယ်ဒီလိုမျိုးနီနေရဆိုတာဒီနေရာလေးကို selection ပေးရလို့ပြောတာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော် apply နှိပ်လိုက်ပါမယ်ဒါဆိုရင်အခုကျွန်တော်အင်ဂျီနေရာလေးကိုကွက်ပြီးတော့ selection ဝင်သွားတာကိုတွေ့ရပါလိမ့်မယ်ကျွန်တော်နည်းနည်းလေး zoom in ဝင်ပြီးတော့ကြည့်လိုက်ပါမယ်အဲ့တော့ဒီနေရာလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအုတ်ထုတ်ရဲ့ကြိုးစာလေးဝင်နေအောင်တွေ့ရပါတယ်ဒါလေးကိုကျွန်တော်နည်းနည်းဖယ်ရှားခြင်းပါတယ်ဖယ်ရှားခြင်းတာဖြစ်တဲ့အတွက်ဒီခါကျရင်ကျွန်တော်ကနောက်ထပ် tools အသစ်တစ်ခုဖြစ်တဲ့သူ့ရဲ့ဘေးမှာရှိနေတဲ့ selection brush tool ဆိုတာလေးကိုကျွန်တော်ရွေးလို့ရပါတယ်အကယ်ဒီ tool စိတ်မပါဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ lasso tool လေးနဲ့ကျွန်တော်တို့လိုချင်တဲ့အပိုင်းလေးကိုအနီးကပ်သွားပြီးတော့မှအခုဆိုကျွန်တော် lasso tool လေးရွေးလိုက်တယ်ပေါ့နော်သွားပြီးတော့မှကျွန်တော်တို့ကဒီအပိုင်းလေးကိုနှုတ်ချင်တာဖြစ်တဲ့အတွက် keyboard ကနေပြီးတော့မှ window မှာဆိုလို့ရှိရင် alter key mac မှာဆိုရင် option key လေးနှိပ်လိုက်ပါမယ်ဒါဆိုရင်အနှုတ်ကလေးပေါ်လာပါပြီအဲ့ခါကျရင်ကျွန်တော်တို့လိုချင်တဲ့နေရာလေးကိုဒီလိုမျိုးလေး white ပြီးတော့မှနှုတ်လိုက်ပါမယ်ပြန်ပြီးတော့ဆက်လိုက်ပါမယ်ဒါဆိုရင်ဒီနေရာလေးကနှုတ်သွားပြီဖြစ်ပါတယ်အဲ့တော့ဒီမှာကြာရင်တော့ကျွန်တော်ကအခု lasso tool သုံးတယ်ဒီမှာဆိုရင်ကျွန်တော် selection brush tool လေးပြောင်းပြီးသုံးပါမယ်ဒီမှာဆိုရင်ကျွန်တော်အခုလိုမျိုး selection brush ရေးယူလိုက်တဲ့ဆိုလို့ရှိရင်ဒီနေရာလေးကหนีသွားပါပြီအဲ့တော့หนีတဲ့နေရာတွေကသူက selection ဝင်တဲ့နေရာတွေဖြစ်ပါတယ်ကြံတဲ့မหนีတဲ့နေရာတွေက selection အပြင်ဘက်မှာရှိပါတယ်အဲ့တော့ဒီနေရာလေးမှာကျွန်တော် selection လိုက်ဖြည့်နေတာဖြစ်တဲ့အတွက်ကျွန်တော် brush လေးကိုနည်းနည်းသေးလိုက်မယ်သေးပြီးသွားလို့ရှိရင်သူ့ကိုထပ်ပြီးပေါင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်ဘာမှဘာကီးမှမနှိပ်တော့ဘူးပေါ့နော်မနှိပ်တော့ဘဲနဲ့ဒီလိုလိုက်ပြီးတော့ပို့လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်အင်ဂျီလေးတွေကိုတိတိကျကျ selection ယူလို့ရပြီဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအင်ဂျီလေးတွေက selection တိတိကျကျရတော့မှာဖြစ်ပါတယ်အကယ်လိုတယ်ဆိုလို့ရှိရင်ပေါ့နော် brush လေးကိုအချင်းကျယ်လုပ်ပြီးတော့မှကိုလိုချင်တဲ့နေရာလေးတွေကိုလိုက်ပြီးတော့ selection ဖြည့်လို့ရပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ selection ရသွားပြီ selection ရသွားပြီဆိုတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ move tool လေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင် selection လေးဝင်သွားတာကိုတွေ့ရပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီအင်ဂျီလေးကိုပဲကွက်ပြီးတော့လိုချင်တာဖြစ်တဲ့အတွက်ကျွန်တော် layer mask လေးပေးလိုက်ပါမယ်ဒီအောက်က layer mask icon လေးကိုကျွန်တော်နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်သူ့ရဲ့အင်ဂျီလေးပဲကျွန်တော်တို့ selection ဝင်နေတာကိုတွေ့ရပါမယ်ဒီအောက်က layer လေးကိုကျွန်တော်ဖျောက်လိုက်တယ်အခုပြန်ဖွင့်လိုက်ရင်တော့ဒီကိုလုံးပေါ်လာပြီဒါနဲ့စကားမဆက် Photoshop ကိုစနစ်တကျသုံးတတ်ချင်တယ်ဆိုရင်တော့အခြေခံကနေစပြီးတော့အသေးစိတ်သင်ကြားပေးနေတဲ့အိတ်သွန်ဖောင်မောင်း Photoshop online class သင်တန်းလေးရှိပါတယ်ဒီအတန်းလေးကိုသင်တန်းကြီးတက်တက်တတာနဲ့အခုပဲ join လို့ရပါပြီ
အဲ့တော့ဒုတိယတစ်ဆင့်အနေနဲ့ကျွန်တော်တို့ကဒီအင်ကြီးကိုကျွန်တော်တို့ layer နှစ်ခုပွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြန်ပြီးတော့မှ layer mask ဆဲကနေပြီးတော့မှ selection လေးတစ်ချက်ပြန်ပေးလိုက်မယ် control key လေးနှိပ်ပြီးတော့ selection ပေးလိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီဘက်ကပုံလေးကိုနှိပ်ပြီးတော့ control G နှစ်ခါနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်မှာအင်ကြီးနှစ်ခုပွားသွားပြီဖြစ်ပါတယ်အဲ့တော့ဒီအပေါ်က layer 1ဆိုတာကိုတော့ကျွန်တော်က texture လုပ်ပေးလိုက်ပါမယ်သူ့ရဲ့အပေါ်က copy layer ကိုတော့ highlight လုပ်ပေးလိုက်ပါမယ်အဲ့တော့နောက်တစ်ဆင့်အနေနဲ့တော့ကျွန်တော်တို့ texture layer လေးကိုဆက်လက်ပေးပြီးတော့မှသူ့ရဲ့ blending option မှာ linear band ကိုကျွန်တော်တို့ပြောင်းပေးပါမယ်ပြီးတော့ highlight ဆိုတဲ့ layer လေးကိုထပ်ပြီးတော့ selection ပေးပါမယ် highlight layer လေးမှာတော့သူ့ရဲ့ blending option ကိုကျွန်တော်တို့ screen ကိုပြောင်းပေးလိုက်ပါမယ်ဒီ highlight layer လေးကိုတော့ကျွန်တော် smart object အနေနဲ့ပြောင်းလိုက်ပါမယ် right click ခောက်ပြီးတော့မှကျွန်တော် convert to smart object ပြောင်းလိုက်ပါမယ်ပြီးရင်တော့ဒီ layer ထဲမှာကျွန်တော်တို့က adjustment လေးထည့်ချင်တာဖြစ်တဲ့အတွက် image အောက်ကနေပြီးတော့မှ adjustment တွေကနေပြီးတော့မှကျွန်တော် level လေးခေါ်လိုက်ပါမယ် level လေးရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ mid point လေးကိုကျွန်တော်တို့ညာဘက်ကိုနည်းနည်းလေးဆွဲပေးသွားပါမယ်အခုလိုမျိုးညာဘက်ကိုဆွဲလာတဲ့အခါကျလို့ရှိရင်ဒီမှာ shadow လေးတွေပို့ပြီးတော့ပေါ်လာတာကိုတွေ့ရပါလိမ့်မယ်ဒါလေးတွေကိုလိုချင်တဲ့အတွက်ကျွန်တော်ဒီ level လေးကျွန်တော်ထည့်တာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ပုံပေါ်မှာမူတည်ပြီးတော့မှဒီ level လေးတွေကိုဒီ shadow လေးတွေပေါ်လာအောင်ဒီလိုမျိုးအရာလေးတွေလှိုင်းလေးတွေပေါ်လာအောင်ကျွန်တော်တို့ကထားပြီးတာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော် okay နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ level adjustment ကိုကျွန်တော်အချိန်မီပြန်ပြီးတော့ adjust လုပ်လို့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်က smart filter အနေနဲ့ smart object အနေနဲ့ပြောင်းလိုက်တာဖြစ်ပါတယ်အဲ့တော့တတိယအဆင့်အနေနဲ့ကြာရင်တော့ကျွန်တော်ဒီ highlight layer လေးကို copy ထပ်ပွားလိုက်ပါမယ် control J လေးနှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော် highlight copy ဆိုတာလေးရပါပြီအဲ့တော့ highlight copy ဆိုတဲ့ layer လေးကိုကြတော့ကျွန်တော် filter တွေကနေပြီးတော့မှ blur လေးသွားမယ် blur တွေကနေပြီးတော့မှ Gaussian blur လေးကျွန်တော်ထည့်လိုက်ပါမယ် Gaussian blur လေးမှာတော့ကျွန်တော်တို့နည်းနည်းလေးသူ့ကို blur ဖြစ်အောင်ဒီမှာဆိုလို့ရှိရင် preview လေးကြည့်လို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော်သူ့ကို3လောက်ထားလိုက်ပါမယ်3လောက်ထားလိုက်မယ်ပြီးရင် okay နှိပ်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီအောက်က layer လေးတွေကိုမျက်လုံးခဏပိတ်လိုက်ပါမယ်ဒါဆိုရင်ဒီ layer တစ်ခုတည်းရှိပါတော့တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ရဲ့ adjustment တွေကိုပြန်ပြီးတော့မှပြင်လို့ရတယ်စောစောကကျွန်တော် 3.0 ထားတယ်ကျွန်တော်အခု 2.5 ပဲထားလိုက်တော့မယ်okay ဒါဆိုလို့ရှိရင်ရပြီအဲ့တော့ဒီအခုပေါ်နေတဲ့အနေအထားလေးကိုပဲကျွန်တော်တို့က PSD file အနေနဲ့ save လုပ်ရပါမယ်ဒီအဆင့်လေးကအရေးကြီးပါတယ်ဒါဆိုရင်ကျွန်တော်တို့ file တွေကနေပြီးတော့မှ save a copy ဆိုတာလေးကိုရွေးလိုက်ပါမယ်ရွေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ format မှာကျွန်တော်တို့ Photoshop ရွေးပေးပါမယ်ရွေးပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ location တစ်ခုကိုရွေးလိုက်ပါရွေးပြီးသွားရင်သူ့ရဲ့ file name လေးကိုကြိုက်တဲ့နာမည်ပေးလိုက်ပါဒီနာမည်လေးကိုကျွန်တော်မှတ်ထားဖို့လိုမယ်ကျွန်တော်ဒီမှာဆိုရင်တော့ design map လို့ပေးလိုက်ပါမယ်ပြီးရင်ကျွန်တော် save လုပ်လိုက်ပါမယ် okay လုပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ကြံတဲ့ layer လေးတွေအကုန်လုံးပြန်ပြီးတော့မျက်လုံးခဏဖွင့်ထားလို့ရပါပြီပြီးရင်တော့ဒီ highlight copy ဆိုတာကိုမျက်လုံးပိတ်လိုက်လို့ရပြီဒါမှမဟုတ်လို့ရှင်လဲလုံးဝ delete လုပ်ချင်လဲ delete လုပ်လိုက်လို့ရပါပြီသူကမလိုတော့ပါဘူးဒါဆိုရင်တော့ကျွန်တော်တို့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ထည့်ခြင်းတဲ့ဒီဘက်က texture layer လေးကိုကျွန်တော်တို့ပုံထဲကိုပေါင်းထည့်မှာဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာရှိတဲ့ flower ဆိုတဲ့ png file လေးကိုကျွန်တော် drag and drop လုပ်ချလိုက်ပါမယ်ဒီဘက်က file နဲ့ကိုပြီးရင်ကျွန်တော်သူ့ရဲ့အင်ဂျင်နဲ့ adjust လုပ်လိုက်မယ်လုပ်ပြီးသွားလို့ရှိရင်ဒီ layer လေးကိုပေါ့နော်ဒီ layer လေးကိုကျွန်တော်ဒီအောက်က texture layer အောက်ထဲကိုသွားထည့်လိုက်ပါမယ်ပြီးတော့ဒီ layer လေးကိုကျွန်တော်နာမည်ပြောင်းလိုက်ပါမယ် DESIGN design ဆိုပြီးပြောင်းလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီ layer လေးကိုသူ့ရဲ့အောက်မှာရှိတဲ့အင်ဂျင်ထဲမှာပဲတက်ရောက်စေခြင်းတဲ့အတွက်သူ့ကိုကျွန်တော် clipping mask ပေးပါမယ်အဲ့တော့ design ဆိုတဲ့ layer လေးကိုဆက်လက်ပေးထားမယ်ပြီးရင်ကျွန်တော်တို့ layer တွေကနေပြီးတော့မှ create clipping mask နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ design လေးကဒီအင်ဂျီထဲမှာပဲရောက်သွားပြီဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီ design ဆိုတဲ့ layer လေးရဲ့ blending option မှာကျွန်တော်တို့ multiply လေးပြောင်းပေးပါမယ်ပြီးရင်သူ့ကိုလည်း filter တွေကနေပြီးတော့မှ distort ကိုသွားပါမယ် distort တွေကနေပြီးတော့မှကျွန်တော်တို့ display ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ဒီ setting တိုင်းလေးပဲထားပြီးတော့မှကျွန်တော် okay နှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်စောစောတုန်းက PSD အနေနဲ့ save ထားတဲ့ design map ဆိုတဲ့ file လေးကိုကျွန်တော်ဆက်လက်ပေးလိုက်ပါမယ်ဆက်လက်ပေးပြီးသွားရင် open ဆိုပြီးတော့နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ design ဆိုတဲ့ layer ထဲမှာ display အနေနဲ့ဝင်သွားပြီဖြစ်ပါတယ်အဲ့တော့နောက်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်တို့ဒီ texture layer ရဲ့ highlight layer ရဲ့ opacity လေးကိုနည်းနည်းလေးကစားပေးပါမယ်အဲ့တော့ texture layer လေးမှာဆိုလို့ရှိရင်ကျွန်တော်သူ့ရဲ့ opacity လေးကို 80% လောက်ထားလိုက်မယ်ပြီးတော့ highlight layer လေးကိုတော့ကျွန်တော်ထပ်ပြီးတော့ opacity လေးကို short လိုက်ပါမယ်အခု opacity လေး short လိုက်တဲ့အခါကျလို့ရှိရင်ပုံလေးကပို့ပြီးတော့မှပေါ်လာတာကိုထ
ထင်ရှားလာတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်သူ့ရဲ့ opacity ကို25လောက်ပဲထားလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အင်ဂျီ design လေးကကျွန်တော်တို့ရဲ့အင်ဂျီရဲ့ဝင်သွားပြီဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်ဒီအင်ဂျီ design ရဲ့အယောင်လေးကနည်းနည်းလေးဖြော့နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ပြီးလို့ရလဲဆိုတော့ adjustment layer လေးတစ်ခုထပ်ထည့်ပြီးလို့ရပါတယ်သူ့ရဲ့ပုံမှာကျွန်တော်တို့က adjustment layer အနေနဲ့အသစ်ပါဝင်လာတဲ့ color and vibrance ဆိုတာလေးကျွန်တော်ထည့်ပြီးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီ vibrance ဆိုတာလေးကိုဆွဲတင်ပြီးလိုက်ပါမယ်ဒါဆိုလို့ရှိရင်အင်ဂျီလေးရဲ့အယောင်ကပို့ပြီးတော့မှအယောင်တောက်လာပါတယ်ဒါပေမဲ့ဒီအခုကျွန်တော်ထည့်ထားတဲ့အနေထားဆိုလို့ရှိရင်သူ့ရဲ့အယောင်ကတပုံလုံးမှာသွားပြီးတော့တက်ရောက်နေပါတယ်ကျွန်တော်တို့ကဒီအင်ဂျီလေးမှာပဲသွားပြီးတက်ရောက်ချင်တာဖြစ်တဲ့အတွက်ဒီ vibrance color and vibrance ဆိုတဲ့ layer လေးကိုဆက်လက်ပေးပြီးတော့မှစောစောကလိုပဲကျွန်တော် layer တွေကနေပြီးတော့မှ create clipping mask လေးနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်သူကအင်ဂျီထဲမှာပဲသွားပြီးတော့မှတက်ရောက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပုံလေးကိုအနီးကပ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာလှိုင်းတွန်းနေတဲ့နေရာလေးမှာလိုက်ပြီးတော့မှတည့်ရွက်လေးတွေလှိုင်းတွန်းနေရတာကိုတွေ့ရပါမယ်ဒီ shadow နေရာလေးမှာလည်းသူ့ရဲ့ shadow လေးတွေဝင်နေအောင်တွေ့ရပါမယ်အခုဆိုရင်တော့ကျွန်တော်တို့သဘာဝကြကြလေးနဲ့အင်ဂျီ design လေးတွေကိုကိုလိုချင်တဲ့ပုံစံရအောင်ပြောင်းပြီးသွားပြီဖြစ်ပါတယ်အဲ့တော့ဒီအပေါ်က highlight layer ကနေပြီးတော့မှဒီ dress layer အထိကိုကျွန်တော် shift နဲ့ selection ပေးပြီးတော့မှ folder လေးစောက်လိုက်ပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်အခု group 1ဆိုတဲ့ folder လေးကိုမျက်လုံးပိတ်လိုက်မယ်ဆိုရင်ဒါကကျွန်တော်တို့မပြောင်းခင်ရပုံအခုဒါကကျွန်တော်တို့အင်ဂျီ design လေးကိုပြောင်းလိုက်တဲ့ပုံဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်